မင်္ဂလာပါအင်ဂျင်ခိုင်ပါဒီနေ့လက်ချာကတင်နန်းမတက်တဲ့ GED တော့ပေါ့နော်တင်နန်းမတက်တဲ့ကလေးတွေရေတင်နန်းမတက်ပဲねအဲ့လို online ရနေပဲကိုယ့်ဘာသာကို self study လုပ်ချင်တဲ့ကလေးတွေအတွက်ရေနောက်ပြီးတော့အဲ့လိုတင်နန်းတက်ပြီးသားကလေးတွေ revision ပြန်ချင်တာလေးတွေရှိရင်ကြည့်လို့ရအောင်လုပ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် guide အနေနဲ့ guide လိုမျိုးရှင်းပြသွားမှာပဲဖြစ်ပါတယ်ဒီတဲမှာပါတဲ့ chapter ဒီက Kaplan ကနေပြီးတော့အကုန်လုံးယူထားတယ် Kaplan ထဲမှာပါတဲ့ chapter 1 တစ်ခုလုံးအတွက်ပေါ့နော် chapter 1 lesson 1ကနေ9ထိလားမသိဘူးအဲ့ဒီထိအကုန်လုံးကိုဒီနေ့သင်ပေးတော့မှာပဲဖြစ်ပါတယ် lesson 1ကတော့ main idea နဲ့ detail ပေါ့နော် main idea ဆိုတာဒီမှာရေးထားတယ် most important point of a passage is called the main idea main idea ဆိုတာ passage တစ်ခုရဲ့ important အရန်အရေးကြီးတဲ့ point တစ်ခုကို main idea လို့ခေါ်တယ်တဲ့ပြီးတော့တခါတလေကြားလို့ရှိရင်အဲ့ main idea ကသူက state တဲ့ပြထားပြီးသားပဲဒီဟာရဲ့ main idea ဒီလိုပါတယ်ဆိုပြီးတော့တချို့ passage တွေမှာပြထားတယ်ဒါပေမဲ့တချို့စာတွေကတော့ you must figure it out ကိုယ့်ဘာသာကိုရှာမှပဲ main idea ကိုတွေ့မယ်တဲ့နောက် detail supporting detail ဆိုတာဘာလဲဆိုတော့ဒီ main idea ကို support လုပ်တဲ့ဟာကို supporting detail လို့ခေါ်တယ်ပေါ့နော်ပြီးတော့ဒီမှာ passage ကိုဖတ်ကြည့်မယ် passage ဖတ်တဲ့အခါကျလို့ရှိရင်ကိုကစာလုံးတွေအကုန်လုံးကိုတလုံးချင်းစီရောအဓိပ္ပာယ်ပြန်ထပ်ဖို့မလိုဘူးပေါ့နော်အကုန်လုံး run through ဖတ်မယ် run through ဖတ်ပြီးတော့ကိုကဒီစာပိုက်ရဲ့အဓိပ္ပာယ်ကိုနားလေရုံလောက်ဆိုရင်မရပြီပေါ့နော် When I'm reading a poem, I really feel alone in the room. The poet and I are together. It's as if the poet wrote a secret diary years ago. I am unlocking it as I sit alone and read. သူဒီမှာဗာပြောထားလဲဆိုတော့ तू က reading a poem. तू poem ဖတ်ကြတာကိုကြိုက်တယ် poet and I are together. तू ဘာဖြစ်လဲဆိုတော့ तू ဒီ poem ကိုဖတ်လို့ရှိရင်ဒီpoem ရေးတဲ့သူနဲ့သူနဲ့တသားလေးဖြစ်သွားတယ်လို့ခံစားရတယ်အဲ့လောက်ပဲနားလည်ရပြီပေါ့နော်ပြီးရတယ်နောက်စာပိုက်တစ်ခုပြောင်းပါမယ် At time I don't understand what a poem means I just like the way it sounds or the strange images that it provokes the word is so peculiar in a poem at the same time it is so antecedent sometimes I understand exactly as if the poet is whispering to me as if we share the same experience သူဘာဖြစ်လဲဆိုတော့ तू ဒီမှာရေးထားတာ तू တစ်ခါတလေကြားလို့ရှိရင်ဘာဖြစ်လဲ तू ဒီ poem ကိုနားမလည်ဘူးတဲ့ဒါပေမဲ့တစ်ခါတလေကြားလို့ရှိရင်တော့ तू နားလည်ပါတယ်တဲ့ရပြီပြီးရင် I must be fully concentrated on reading or I cannot enter the world of a poem there are too many daily texts to attend to texts that are very far removed from the magic and imagination involved in the poem သူဘာဖြစ်လဲဆိုတော့ तू ကစာဖတ်တဲ့အခါမှာလုံးဝ concentration လုပ်ပြီးတော့ဖတ်ရတယ်တဲ့ပြီးတော့ဘာဖြစ်လဲဆိုတော့ तू မှာ daily text တွေများတယ်တဲ့နေ့တတူလောက်ရတဲ့ကိစ္စတွေများတဲ့အတွက်ကြောင့်မလို့ तू ဒီစာဖတ်တာကိုလုံးဝ concentration လုပ်ပြီးတော့ဖတ်ရတယ်ပေါ့နော်နောက်တစ်ပတ်က on a cold snowy day I cuddle up inside my apartment and read then I'm free to ride through the imagination of all those who came before me ဘာဖြစ်လဲသူဒီမှာ cold snowy day တွေကြာလို့ရှိရင်သူက apartment နေမှာပဲနေပြီးတော့စာပဲဖတ်တယ်ဒီဟာကိုဖတ်ချင်အပြင်ခြုံလုံးလိုက်ရလို့ရှိရင်ဘာဖြစ်လဲစာရေးတဲ့သူကသူကပိုအောင်ဖတ်ရတာကိုကြိုက်တယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီမေးခွန်းလေးဖြေကြည့်မယ်ပေါ့နော် Which of the following statement expresses the main idea ကိုဘယ် statement ကဖော်ပြလဲတဲ့ဘယ် statement ကဒီ main idea ဖြစ်လဲဆိုတော့ The writer has a love of poetry the writer cuddled up on cool days to read ဒီမှာဆိုဘာဖြစ်မလဲမေးခွန်းနေဖြေတဲ့အခါကျလို့ရှိရင်တစ်ခါလေးကြားလို့ရှိရင်ကိုကမဖြစ်နိုင်တာတွေကိုဖယ်ပြီးတော့မှဖြစ်နိုင်တာကိုရွေးရပိုကောင်းတယ်ပေါ့နော်အခုဒီမှာဆိုလဲ the writer cuddled up on cold days to read သူကcool or evening နေမှာစာဖတ်တယ်မှန်လားဆိုတော့မှန်တယ်ဒီမှာရေးထားတယ်ဒါပေမဲ့ဒါက main idea မဟုတ်ဘူးဒါကဘာဖြစ်နေလဲဆိုတော့ supporting detail ဖြစ်နေတယ်ဒီမှာဆိုလို့ main idea ဘာဖြစ်လဲ the writer has a love of poetry အဖြေက number 1ဖြစ်မယ်ဘာလို့လဲဆိုတော့ဒီစာပိုက်တစ်ခုလုံးရဲ့ main idea ကိုမေးတာသူကဒီအပိုက်လေးဟာကိုပဲမေးတာမဟုတ်ဘူးဒီအပိုက်လေးဟာပဲကိုမေးရင်တော့ဒီနံပါတ်2ကမှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့စာပိုက်တစ်ခုလုံးမှာ passage တစ်ခုလုံးရဲ့ main idea ကိုမေးရတဲ့အတွက်ကြောင့်မလို့အဖြေက number 1ဖြစ်မယ် which detail help you understand the writer's main point ဒီမှာ details ကိုမေးတယ်ဘယ် details ကဒီ writer ရဲ့ main point ကိုနားလည်စေတယ်လေ at time the writer does not understand a poem the writer feels poetry is filled with magic and imagination ဘယ်တစ်ခုဖြစ်မယ်လို့ထင်လဲဒီမှာဆိုလို့ရှိရင် the writer does not understand a poem နဲ့ तू ကpoem ကိုနားမလည်ဘူးလို့ရေးထားတာဘာမှပါလဲဆိုတော့ဒီဒုတိယစာပိုက်မှာပါတယ်ဒါပေမဲ့အဲ့ဒါက supporting detail မဟုတ်ဘူးဘာလို့လဲဆိုတော့ तू ကဒီမှာwriter ရဲ့ main point ကိုနားလည်စေဖို့အတွက် detail writer ရဲ့ main point ခုနကပြောသလိုဒီမှာပြန်ရှာကြည့်လို့ရှိရင်သူ့ရဲ့ main point ကဘာဖြစ်လဲ तू က poetry ကိုကြိုက်တယ်
poetry ကိုနားမလည်မှာတော့ကြိုက်ပါမလားမဟုတ်ဘူးเนาะဆိုတော့ the writer feels poetry is filled with magic and imagination ဆိုတာအဖြစ်မှန်ဖြစ်တယ် now lesson 2 lesson 2က restatement and summary restatement ဆိုတာတစ်ခုခုကို restate ပြန်လုပ်တာ re ဆိုတဲ့ဟာလေးပါတယ်เนาะ re ဆိုတဲ့ဟာဆိုတာ redo တို့ rewrite တို့ဆိုလို့ရှိရင်စာပြန်ရေးတာတွေပြန်လုပ်တာတွေ restate ဆိုတာဘာလဲဆိုတော့ idea တစ်ခုကို put it in your own word ကိုယ့်ရဲ့ကိုယ်ပိုင်စကားလုံးနဲ့ passage တစ်ခုပဲဖြစ်စာကြောင်းတစ်ကြောင်းပဲဖြစ်ကိုယ့်ရဲ့ own word နဲ့ပြန်ရေးတာ restatement လုပ်တယ်လို့ခေါ်တယ် summarize ဆိုတာတော့လွယ်တယ်ဘာဖြစ်လဲဆိုတော့အကျဉ်းချုပ်ပဲအကျဉ်းချုပ်ပြန်ရေးတာ तू ကဒီစာပိုင်ထဲမှာမလိုတာတွေဖယ်တယ်အရေးကြီးတာတွေပဲအကျဉ်းချုပ်ပြီးတော့ပြန်ရေးတယ်အဲ့ဒါ summarize လုပ်တာဒီ passage ကိုဖတ်မယ်ဆိုလို့ရှိရင် in Canton, Ohio, we take our desserts seriously. There are two local candy stores that receive over 90% of the city's candy business, Haggy and Portwin. Those who prefer Haggy won't befriend anyone who buy their sweet at Portwin. ဒီမှာဆိုလို့ရှိရင်ဘာဖြစ်လဲ Haggy ရှိတယ် Portwin ရှိတယ်သူတို့သူတို့မျိုးမှာ chocolate ရောင်းနေသူတို့ local မှာdessert ရောင်းနေဆိုင်နှစ်ဆိုင်ရှိတယ်ဒါပေမဲ့ Haggy မှာဝယ်တဲ့သူတွေကပေါ်ဝင်မှာဝယ်တဲ့သူတွေနဲ့မခေါ်ဘူးတဲ့ befriend မဖြစ်ဘူး won't befriend ဆိုတော့from မဖြစ်ဘူးတဲ့ My family has always patronized Haggies. At the Haggy factory, Gadi worked by hand, each large chocolate candy in clear cellophane wrap. She's in the back of the store with her high-net, seated at the table filled with hundreds of chocolate. My favorite chocolate at Haggy are the dark chocolate cream, peanut cluster, and caramel. တော့ဘာဖြစ်လဲဒီမှာဆိုလို့ရှိရင်ဒီ passage ရဲ့ main idea ဘာဖြစ်မလဲဆိုတော့သူ family ကဘာမှာပဲဝယ်လေ Haggy မှာပဲဝယ်တယ်ဒါပဲဒီလောက်ပဲသိရရင်ရပြီနောက်တစ်ခုကဘာလဲဆိုတော့ Haggy fascinating points out that their candy of choice is larger size and therefore superior. The rivalry runs deep at Easter, Hanukkah, Christmas, Thanksgiving, and all occasion. But when loyal followers claim its sweet or sweeter, it's a feat over the best chocolate in town. ဒီမှာပါရထားလဲဆိုတော့သူတို့ကဒီ Haggy ကဟာဒီက Haggy က chocolate ဒီပါတွေကလာရှားလေးဖြစ်တယ်သူတို့ကဘယ်ချိန်မှာပို့ပြီးတော့ပြိုင်ဆိုင်မှုများလဲဆိုလို့ရှိရင်ဒီလိုမျိုး special occasion တွေမှာတဲ့ဒီဆိုင်တစ်ခုကတဲ့ပို့ပြီးပြိုင်ဆိုင်မှုပြင်းထန်နေပေါ့နော်နောက်ပြီးတော့ Baldwin ရဲ့ follower တွေကကြာဘာပြောလဲဆိုတော့ Baldwin ကတကြားလုံးတွေကပို့ပြီးတော့ချိုးတယ်တဲ့ဆိုတော့ဒီမှာမေးခွန်းနေဖြေကြည့်မယ်ဆိုရင် How do the people of Canton feel about chocolate candy နဲ့ပတ်သက်ပြီးတော့သူတို့ဘယ်လိုခံယူထားလဲပေါ့နော် they consider it a serious health issue သူတို့ကဒါကိုကျန်းမာရေးပြဿနာတစ်ခုလို့မြင်လား chocolate candy နဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်လို့ရှိရင် they feel is important enough to take a stand on ဒါမှမဟုတ်သူတို့ကအဲ့ဒီ dessert ကိုသူတို့ကလုံးဝအရေးကြီးရလို့မြင်လားတဲ့ဘယ်လိုမြင်လဲဆိုဒီအပေါ်ကစာပိုက်ဒီမှာရေးထားလို့ရှင် तू ကဒီ health issue နဲ့ပတ်သက်တဲ့အကြောင်းတွေလုံးဝမပါတော့ဘာဖြစ်လဲဒီဟာကိုဖယ်လိုက်လို့ရပြီ number 1မဟုတ်ဆိုတဲ့အတွက်ကြောင့် number 2ကအဖြေဖြစ်မယ်ဘာလို့လဲဆိုတော့ဒီမှာ तू က important လို့ပေးထားတယ်ဒီမှာလဲ तू ကဘာဖြစ်လဲ we take our dessert seriously သူတို့ကဘာဖြစ်လဲ seriously important နဲ့တူတူပဲเนาะသူတို့ရဲ့ dessert ကိုသူတို့ဒါက restate ပြန်လုပ်လိုက်တဲ့သဘောပဲ seriously ကို important နဲ့နောက်တစ်ခု which of the following statement best summarizes the difference in opinion over the candy opinion ကိုမေးတယ်ဒီ candy နဲ့ပတ်သက်ပြီးတော့ဘယ် statement က opinion ကိုဖော်ပြလဲ some people prefer Haggy candy because it's bigger while others prefer Baldwin because it's sweeter people argue whether to buy Haggy or Baldwin candy for different holiday ဒီမှာဆိုလို့ရှိရင်စာပိုက်ဖတ်လိုက်တာနဲ့တည်တာတယ်ဒီမှာပြထားတယ်เนาะ Haggy မှာဝယ်တဲ့သူတွေကBaldwin မှာဝယ်တဲ့သူတွေနဲ့မခေါ်ဘူးတဲ့သူတို့ကဒီမှာရေးထားလားဒီ Haggy နဲ့ Baldwin special occasion တွေမှာသူတို့ဘာကိုဝယ်ရမလဲဆိုပြီးတော့သူတို့ဝယ်မရဖြစ်တယ်တဲ့အဲ့ဒီအကြောင်းမပါတဲ့အတွက်ကြောင့်မလို့ဒီဟာကိုဖယ်လိုက်အပြင်မှာနံပါတ်1ပဲဟောလဲဆိုတော့သူတို့ကဒီမှာဒါကသူတို့ဒီ local နဲ့ပတ်သက်ပြီး local ကလူတွေနဲ့ပတ်သက်ပြီးတော့ရှိတဲ့ opinion ပေါ့နော်ဒီ store နှစ်ခုရဲ့ opinion ဖြစ်တယ်သူတို့နှစ်ခုက Haggy မှာဝင်နေကြသူကလည်း Haggy မှာပဲဝယ်ရပေါ်ဝင်မှာဝင်နေကြသူတွေကလည်းဒီမှာပဲဝယ်ရပေါ့နော်နောက်မှဟိုပါဝယ်ရမလားဒီဟာဝယ်ရမလားဆိုပြီးတော့ argue ဖြစ်တာမျိုးမရှိဘူးတဲ့နောက်ပြီးတော့ application of idea applying idea means using information in the new but similar situation ကတူတယ်ဒါပေမဲ့information ကအသစ်တွေဖြစ်သွားတယ် information အသစ်တွေ word အသစ်တွေနဲ့ situation အတူတူမှာပဲပြန်ပြီးတော့ apply လုပ်တာကိုခေါ်တယ်ပေါ့နော် passage ကိုဖတ်ကြည့်မယ် When the delivery truck pulled up to my house the day before my mother's birthday I knew her gift had finally arrived I was excited not only had I ordered a beautiful art book for her but I also ordered a mystery novel for myself and a book each for my nephew and niece I couldn't resist buying them while I was choosing my mother's gift from an online bookstore the carton
looked bigger than I expected, but perhaps it had a lot of failure to keep the books from becoming damaged. သူဒီမှာပြောတာလေသူ့အမေအတွက်ဒီမှာသူ့အမေမွေးနေ့အတွက်သူကစာအုပ်ဝယ်ပေးတယ်ပြီးတော့သူ့အတွက်လည်းသူ mystery စာအုပ်အတွက်ဝယ်တယ်ပြီးတော့သူ့ရဲ့ nephew ရဲ့ niece တွေအတွက်လည်းသူစာအုပ်ဝယ်တယ်တဲ့ရောက်လာတဲ့ကန်တော့ကြီးရဲတဲ့ဘာလို့လဲဆိုတော့သူကစာအုပ်တွေ damage ဖြစ်ချင်းရတယ်ပြီးတော့ protect လုပ်အောင်လို့တဲ့သူထင်ခဲ့တယ်ပေါ့နော်သူကာတွန်တွေဘာလို့အဲ့လိုကြီးနေရလဲဆိုတော့သူထင်ခဲ့ဒါပေမဲ့သူက huge ပေါ့အဲ့ဒီဟာကိုသူဖွင့်လိုက်တဲ့အချိန်မှာ began work in my mother's care I tugged at the industrial troubles and then tore open the carton. To my surprise, it was filled with many copies of the same book. To make matter worse, it was a book I had not ordered. Who moved my cheese? What kind of book was that? And who would order one copy of that book, let alone 11? I certainly didn't want this book. I knew my family wouldn't want them either. They wanted the Eye of Vertigo, Rivera, Harry Potter, and Dr. Seuss.So much for buying online. I'm sticking to in-store buying. တော့ဘာဖြစ်လဲစောက်မားလိုက်နော် Who moved my cheese ဆိုရဲစောက်ဒီမှာလိုက်သူအစားထင်တာဒီစက်ကူပုံကြီးကြီးနေတာသူကစောက်ဒီ damage မဖြစ်အောင်လို့ကြီးလောက်ထားရလို့ထင်တယ်ပေါ့တကယ်တော့မဟုတ်ဘူးဘာဖြစ်လဲဆိုတော့စောက်ဒီမှားလာတယ်တဲ့ပြီးရင်ဒီမှာမိကုန်းလေးဖြစ်ချင်း Which of the following situation is most like the situation that happened to the writer ဒီ situation နဲ့တူတဲ့ situation နဲ့မိတာနော် buying grocery only to discover you brought someone else back home buying 11 vouchers of the same pasta at the store ဘယ်တစ်ခုဖြစ်မလဲသူကဒီမှာစာအုပ်17အုပ် copy ပါလာတယ်လို့ပြောတာနော်အဲ့ဒီဟာနဲ့ဒီ11 vouchers of same pasta store ကနေဝယ်လာတဲ့ situation ကတူမလားဒါမှမဟုတ်လို့ရှင်ဒီမှာကိုကဝယ်တဲ့စာအုပ်ကတစ်မျိုးရောက်လာတဲ့စာအုပ်ကတစ်မျိုးနဲ့ buying grocery only to discover ကိုဝယ်တဲ့ grocery ကတစ်မျိုးဒါမှမဟုတ်လို့ရှင်ကိုကအိမ်ကိုပြန်တယ်လာတဲ့ခါမှာတယောက်ရဲ့အိမ်နဲ့မှားလာတယ်လို့ပြောမလားပေါ့နော်ဘယ် situation ကပို့ပြီးတော့တူလဲတဲ့ဆိုတော့ဒီမှာဆိုအဖြေမှန်ကဘာဖြစ်မလဲဆိုတော့ number 1ဖြစ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အခြေအနေချင်းတူတာကိုတို့ရွေးခိုင်းတာဒီမှာလေး following situation တူတာကိုရွေးခိုင်းတာပေါ့အရေးအတွက်တူတာကိုရွေးခိုင်းတာမဟုတ်အဲ့က if the writer attended an auction she would be most likely to decide which item to bid on and how much she would bid get involved in the excitement and bid on many things သူကတကယ်လို့ attend an auctionလီလံပွဲကိုပြောတာပေါ့နော်လီလံပွဲကိုတက်မယ်ဆိုလို့ရှိရင် she will most likely to decide which item to bid and how much she will bid ဘယ်တစ်ခုကိုဒီမှာ bid ဆိုတဲ့အဓိပ္ပာယ်ကလီလံဆွဲတာပေါ့နော်ဒီမှာ auction နဲ့ပတ်သက်ပြီး bid လီလံဆွဲတာပေါ့ तू ကဘယ် item ကိုလီလံဆွဲရမလဲဆိုတာ तू decide လုပ်မယ် and ပြီးတော့ तू ဘယ်လောက်နဲ့လီလံဆွဲရမလဲဆိုတာ तू လုပ်မယ်ပေါ့နော်ပြီးတော့ get involved in the excitement and bid on many things तू ကပစ္စည်းတွေအများကြီးပေါ့မှာလီလံဆွဲပလိုက်မယ်ပေါ့နော်။ तू ကဘာရေးထားလဲဆိုတော့ if the writer ရဲ့နေရာကနေကြည့်ပြီးတော့ရွေးချယ်ပေးရမှာပေါ့နော်။ဒီမှာဘာရေးထားလဲဆိုတော့ तू က writer ကဘာဖြစ်လဲ။ तू တိချာမရွေးနိုင်ဘူးပေါ့နော်။ तू online ကနေမှာလို့ရှိရင် तू ဒီ additional item တွေကိုဝယ်ဖို့ तू တိချာမဆုံးဖြတ်နိုင်တဲ့အတွက်ဒီမှာအဖြေကဘာဖြစ်မလဲ तू ကဒီတစ်ခုလေးကိုပဲရွေးပြီးတော့ဘယ် item ကို तू လီလံဆွဲရမလဲဆိုတာပဲရွေးပြီးတော့ तू လုံလာဒါမှမဟုတ်လို့ရှိရင် तू အများကြီးအပေါ်ကိုလီလံဆွဲမိမလားဆိုလို့ရှိရင်အဖြေမှန် number 1မဟုတ်ဘူး number 2ဘာဖြစ်လို့လဲဆိုတော့ခုနကပြောတဲ့အတိုင်းပဲ तू က size ကြီးဒီမှာလဲ तू ပြောထားပြီးသား so much for buying online तू online မှာဝယ်လို့ရှိရင် तू အများကြီးဝယ်ပြီးတယ်နောက်ပြီးတော့ cause and effect to determine cause of the event answer the question why did this happen ဒီမှာဒီလိုမျိုးမမှတ်ရှင်ပေါ့နော် cause အကြောင်းနဲ့အကျိုးပေါ့ cause အကြောင်း effect အကျိုးအကြောင်းရှိလို့အကျိုးဖြစ်တာတခုခု cause ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီဟာရဲ့နောက်ဆက်တွဲမှာ effect လိုက်လာတယ်ဒီမှာလဲလို့ပဲ he is deceptively sweet upon waking up and let out a large yawn showing his thin pink puppy tongue and stimulously letting out a high-pitched squeezing sound. Not 2 minutes later, he's eaten my favorite magazine and stuffed his entire head in the kitchen wastebasket to find a leftover turkey bone. The pup searches under the bed, on the top of the dresser, and beside the nightstand for anything to chew. He's on a rampage in the morning. It's just his puppy nature. သူဒီမှာပြောထားလဲဆိုတော့ he ဆိုတဲ့အဓိပ္ပာယ်ကလူကိုပြောတာမဟုတ်ဘူးเนาะ pup သူရဲ့ puppy လေးကိုပြောတာpink puppy ထမ်း
မိုးလင်းလာရင်ဒီ puppy လေးကဘာလုပ်တယ်ဆိုတာ तू ပြောထားတယ်ပြီးတော့ तू ကနောက်ဆုံးစာပိုင်းမှာဘာရေးထားလဲဆိုတော့ तू က his puppy nature ဘာဖြစ်လဲဒါက तू စိတ်မမှန်လို့လုပ်တာမျိုးမဟုတ်ဘူးသူရဲ့ puppy nature ပဲ to calm him down we had to the park for 1 hour of exercise with the other neighborhood dogs. Afterward, he played with his stuffed animal squeezy toys, sleep for an hour, then find his favorite bone. He lied out like an angel chewing with contentment. ဘာဖြစ်လဲတော့အဲ့ဒီဟာခံငြိမ်အောင်လုပ်ဖို့ဆိုလို့ရှိရင်ဖတ်ကိုခေါ်ပါတယ်တဲ့ဘာဖြစ်လဲဆို neighborhood dog တင်နဲ့တွေ့ရဲသူစော့တယ်စော့ပြီးသွားလို့ပြန်ရောက်လို့ရှိရင်သူဘာဖြစ်လဲအိတ်တယ်တဲ့ဒါဒီလောက်ပဲသူတို့အိမ်ကခွေးလေးချောင်းရေးထားတယ်မိကွန်းနေသွားကြည့်မယ်ဆိုလို့ရှိရင် what causes the puppy's owner to take him to the park puppy owner ဘာလို့သူ what causes เนาะ cause ကိုမေးတာဘာလို့လဲဘာလို့ခေါ်သွားလဲဘာလို့ခေါ်သွားလဲဆိုတာ they like to see the other neighborhood dog ဒီ puppy က neighborhood dog တင်တွေ့ရှင်လို့တဲ့နောက်တစ်ခုကဘာလဲ the puppy is acting too wild and energetic အရန် energetic ဖြစ်နေလို့မနက်မိုးလင်းတာနဲ့အဲ့လိုမျိုးဟာရှာရီတော့အဲ့လိုမျိုး energetic ဖြစ်နေလို့ तू ကခေါ်သွားတာတဲ့ဒီမှာဘာဖြစ်မလဲအမှန်ကतू ကဒီမှာဆိုလို့ရှိရင် तू neighborhood dog တင်နဲ့တွေ့ရတော့မှန်တယ်ဒါပေမဲ့တွေ့ချင်လို့တွေ့တာလားတွားရင်းနဲ့တွေ့ရလားတွေ့ချင်လို့သခင်ကလိုက်ပို့တာမဟုတ်ဘူးเนาะဒီမှာဘာဖြစ်လဲဆိုတော့ cause က the puppy is acting too wild and energetic ဖြစ်မယ်အရင်အင်အားတွေပြေးသွားနေလို့ तू သခင်ကသူ့ owner က store လို့ရအောင်လို့ဆိုပြီးတော့ခေါ်သွားတာ why is the puppy so wild and energetic ဘာလို့ so wild and energetic ဖြစ်နေတာလဲ it's just the way a puppy is that puppy မို့လို့အဲ့လိုဖြစ်တယ်ဒါမှမဟုတ် he has a behavior problem သူ့မှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ behavior နဲ့ပတ်သက်ပြီးတော့ problem တခုရှိလို့တဲ့ဒီမှာ तू ဘာပြောထားလဲဆိုတော့ဒီမှာ his puppy nature သူ့တဘာဝနဲ့ तू ဖြစ်တာ तू အဲ့လိုမျိုးမနှက်မုန်းလင်းအဲ့လိုဖြစ်တာအရင် energetic ဖြစ်တာဘာဖြစ်လဲသူ့တဘာဝနဲ့ तू ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ it is just a way a puppy is အဖြစ်မှန်အဲ့ဒါဖြစ်မယ်ပြီးတော့ what effect does the activity in the park have on a puppy ဒီ park မှာလုပ်လိုက်တဲ့ activity က puppy ပေါ်မှာဘယ်လိုမျိုး effect ဖြစ်နေထိရောက်လဲ it calms him and tired him out သူ့ကိုငြိမ်စေတယ် and ပြီးတော့ tired him out ပင်ပန်းစေတယ် it teaches him to obey his owner ဒီမှာဆိုတည်တာတယ်နော်ဒီစာပိုက်ထဲမှာရေးထားတဲ့တဲမှာသူကသူ့ owner ကို obey လုပ်တဲ့အကြောင်းပါလားမပါဘူးเนาะအဲ့အတွက်ကြောင့်မလို့နံပါတ်2ကမဖြစ်နိုင်ဘူးနံပါတ်1ကပဲအဖြစ်ဖြစ်မယ်ဘာလို့လဲဆိုတော့ it calms him down and tired him out သူကမနက်မိုးလင်း energetic ဖြစ်တဲ့အားကြောင့်မလို့ပတ်ခေါ်သွားတယ်ကစားပြီးတော့ပြန်လာတဲ့အချိန်မှာဒါကသူကစိတ်ငြိမ်သွားတယ်ပင်ပန်းသွားတဲ့အတွက်ကြောင့်မလို့စိတ်ငြိမ်သွားတယ်အဲ့တော့ဘာဖြစ်လဲအိပ်ပျော်သွားတယ်တဲ့အဲ့ဒါ cause ကဘာဖြစ်လဲ cause ကသူကဒီမှာအရင် energetic ဖြစ်လို့သူ့သခင်ကပတ်ကိုခေါ်သွားတယ်အဲ့ဒီကနေမှ effect ကဘာပြင်ရလဲဆိုတော့ပင်ပန်းတဲ့ကြောင့်မလို့အိပ်ပျော်သွားတယ် why does a walk in the park have a calming effect on the puppy ဘာလို့ puppy ပေါ်မှာ calming effect ရတာလဲ because the puppy enjoys seeing the other dog တခြား dogs တွေနဲ့တွေ့ရလို့တဲ့ because the puppy get plenty of exercise အများကြီးရလိုက်လို့ exercise တွေအများကြီးလိုမျိုးပြေးလိုက်သွားလိုက်ဆောလိုက်နေ exercise အများကြီးရလာလို့သူကပြန်လာတဲ့ခါမှာအဲ့လိုမျိုးခံမြင့်ဖြစ်ငြိမ်သွားရဆိုတဲ့သဘောကဘာဖြစ်လဲပင်ပန်းလို့သူကအိပ်ပျော်သွားတယ်လို့ရေးထားတယ်နော်တော့ဘာဖြစ်လဲတခြားခွေးတွေနဲ့ညင်ရလို့အဲ့လိုဖြစ်တာလားဒါမှမဟုတ်လို့ရှင်သူက exercise တွေလုပ်လိုက်လို့လားဒီနေရာမှာအဖေကတခြား dog တွေနဲ့ညင်ရလို့မဟုတ်ဘူးเนาะသူကသူ့ဘာသာသူဒီမှာ exercise လုပ်လိုက်လို့ဘာလို့လဲဆိုတော့ဒီမှာသူပြောထားတယ်မှန်တယ်neighborhood dog တွေနဲ့တွေ့ရမှန်တယ်ဒါပေမဲ့ तू က play ဆော့တယ် with his stuffed animal squeezy toy သူ့ရဲ့ဟိုဝိုင်းနဲ့သူ့အယုတ်တွေနဲ့ပေါ့နော်သူ့အယုတ်တွေနဲ့ဆော့တယ်ပြီးတော့အဲ့ဒါပြီးရင်လည်း तू ကဘာဖြစ်လဲပင်ပန်းပြီးတော့ तू အိပ်ပျော်သွားတယ်ဆိုတဲ့အတွက်ကြောင့်မလို့အဖြစ်မှန်နံပါတ်2ဖြစ်မယ်နောက်ပြီးတော့ exercise lesson 5 compare and contrast compare idea find out they are alike contract ဆိုလို့ရှိရင် different ဖြစ်တာကိုရှာမယ် compare ဆိုလို့ရှိရင်တူတာကိုရှာမယ်In December, it seems everyone is hurrying to Black Holiday Tree, decorate and buying gifts. Some holiday shoppers trek through store after store, while others prefer catalog or online shopping. Just two of the holidays that keep everyone so busy this time of year are Christmas and Hanukkah. ဘာဖြစ်လဲဒီချိန်မှာကြောက်လို့ရှိရင်လည်းလူတွေအကုန်လုံးဟာ holiday တော့ကိုတို့ပြင်ဆင်ကြတယ်ဒီချိန်မှာ holiday ကဘာဖြစ်မလဲဆိုတော့ Christmas နဲ့ Hanukkah ဖြစ်တယ်တဲ့ These holidays are, of course, time of celebration. People plan parties and family get together. Both involve gift giving. Both also coincide with the winter solstice in the northern hemisphere, a time when many incidents
ancient cultures rejoin. Christmas is a celebration of the birth of Jesus. Though celebrating Christmas on December 25th did not become common until the 3rd century. တော့ဘာဖြစ်လဲ holiday တွေက time of celebration တွေဖြစ်ကြတယ် gift giving လည်းပါတယ်သူက northern hemisphere မှာလုပ်တယ်နောက်ပြီးတော့ Christmas celebration ကဘာဖြစ်လဲ birth of Jesus ဖြစ်တယ် December 25 မှာရှိတယ် Hanukkah the Jewish festival of light celebrate the belief that a flash of oil sufficient for only one day miraculously burned for 8 days in a temple in the 2nd century BCE. That is why on Hanukkah an additional candle is lit each evening until on the 8th night of the holiday 8 candles are burning. သူကဘာပြောလဲ Hanukkah မှာဖျောင်းတိုင်း7တိုင်ထွန်းကြတယ်တဲ့ဆိုတဲ့အကြောင်းကိုရေးထားတယ်။နောက်ပြီးတော့မိကုန်းနေသွားလို့ရှိရင် What is the writer comparing and contrasting? ဘာကို compare contrast လောက်ထားလဲဘယ်နှစ်ခုရှင်းပြထားလဲ method of shopping ရေးထားတာမပေါင်းတော့အပေါ်မှာ method of shopping အဲကြောင့် number 1လုံးဝမဟုတ်ဘူးသူကဘာကြောင့်ရေးထားလဲ Christmas နဲ့ Hanukkah အကြောင်းရေးထားတဲ့အတွက်ကြောင့်မလို့အဖြေက number 2ဖြစ်မယ် What is one basis on which the writer compare the two one basis compare the two writer ကဒီနှစ်ခုကို compare ရတဲ့ဟာကဘာလဲဆိုတော့ time of the year celebrate kind of meals အပေါ်မှာ meals နဲ့ပတ်သက်ပြီးတော့သူတို့ဘာမှမပြောထားဘူးเนาะအဲ့တော့ဒီ number 2ဆိုတဲ့ဟာကိုပယ်လိုက်လို့ရတယ်အဲ့တော့အဖြေမှန် number 1ဖြစ်မယ် What is one basis on which the writer contract the two one basis on which the writer contract the two ဒီနှစ်ခုကို contract လုပ်တာဒါအပေါ်ဟာနဲ့တူတူပဲ gift giving လား their history လားတဲ့သူ့အပေါ်မှာ gift giving အကြောင်းမပါဘူးမဟုတ်ဘူးဒီမှာသူတို့ gift giving လုပ်ရတယ်တဲ့ဆိုရဲဟာလီတော့ပါတယ်ပါပေမဲ့ဒီအောက်မှာဆိုလို့ရှိရင်သူတို့ရဲ့ဘာတွေကိုရေးထားလဲ history နဲ့သူတို့ရဲ့ ancient belief တွေကိုရေးထားတယ်เนาะအဲ့အတွက်ကြောင့်မလို့အဖြေ1number 1မဟုတ်ဘူး number 2ဖြစ်မယ် Lesson 6 Conclusion and Generalization A conclusion is an idea figured out from different pieces of information conclusion ဆိုတာဘာလို့ပြောမလဲစာပိုက်တစ်ခုရဲ့ဒီ idea ကိုပေါ့နော် figure out from different pieces of information information မတူညီရဲ့အဲ့လို different pieces information တွေပေးထားတဲ့အဲ့ရနေမှာကိုကပြန်ပြီးတော့figure out ပြန်လုပ်ပြီးတော့ conclusion ချရမယ်ပေါ့နော် Thank you for sending your resume in response to our newspaper advertisement. We consider our company and especially our employee to be the best. And we want to keep it that way. For that reason, we carefully review each resume that is sent to us. We want to ensure that our company and the new employee we hire are a perfect match. ဒီမှာဆိုလို့ရှိရင်သူဒီစာပေကိုကြည့်ပြီးတော့ဗာတွေ့ရလဲဆိုလို့ရှိရင် company တစ်ခုရဲ့ advertisement ကိုအလုပ်ဝင်တဲ့သူတွေဖြစ်ပါလိမ့်မယ်ဒီမှာ employee လည်းပါတယ်ဆိုတော့ဘာဖြစ်လဲ we consider a company especially our employee သူက company နဲ့ employee တို့ကိုစဉ်းစားပြီးတဲ့ the best ဖြစ်အောင်လို့ we hire a perfect match သူတို့နဲ့အသင့်တော်တဲ့လူကိုသူတို့ခန့်မယ်ပေါ့နော် This process of course takes some time. We want to assure you that your resume is part of this process and will be reviewed. If we feel we have an opening that matches your qualification, we will contact you. If you have not heard from us within 10 business days of the postmark of this notice, be assured that we will keep your resume on file for 1 year and review it one future opening arise. သူဘာဖြစ်လဲတင်တော်ရင်အလုပ်ခံမယ်ဒီမှာလေး matches your qualification တင်တော်ရင်အလုပ်ခံမယ်မတင်တော်ရင်အလုပ်မခံဘူးဆိုတာကိုသူကပါနတ်ဆိုတာနေရေးထားတယ်ပေါ့နော်ဒီမှာမိကုန်းလေးဖြည့်ကြည့်မယ် If a job applicant has not heard from this company 3 weeks after reading this notice what can she conclude တကယ်လို့သူကမကြားရဘူးဆိုရင်ဘာမှမကြားရဘူး3 week နေလို့မှဘာမှမကြားရဘူးဆိုလို့ရှိရင်ဘယ်လို conclusion ချမလဲတဲ့ဘယ်လိုမျိုးသိနိုင်လဲတဲ့ The review process is taking long than expected review process ကတဲ့ပုံမှန်ကိုထင်တာပို့ပြီးကြာနေရလားဒါမှမဟုတ်လေ she did not get the job that she applied for သူ apply လုပ်ထားတဲ့ job တော့သူကမရတာလားတဲ့ဒီမှာဘာရေးထားလဲသူတို့10 business days မှာ3ပတ်ကြာလို့မှမရလို့ရှိရင်တဲ့ be assured that we will keep your resume on file for 1 year and review it ဘာဖြစ်လဲ तू တင်ထားမယ်တဲ့ तू အလုံးမခံဘူးတော့ तू တမ်းမပြောင်းတင်ထားမယ်တပြီးတော့မှပြန်ကြည့်မယ်တဲ့ဆိုတော့ဒီမှာအတိတ်ပြဘာဖြစ်လဲသူတို့ကပြီးတာနဲ့တမ်းပြောမယ် we will contact you qualify ဖြစ်လို့ရှိရင် तू ကတမ်းပြောမယ်မဖြစ်ရင်တော့ तू ကတင်ထားမယ်ဆိုတဲ့တမ်းကြောင့်ဘာဖြစ်လဲမဖြစ်ရင်အလုံးမရဘူးပေါ့အတိတ်ပြဒါပါပဲအဲ့တော့ 1 မဟုတ်ဘူးအဖြေက2ဖြစ်မယ် What kind of notice can you conclude this is?
below notice မျိုးဖြစ်မလဲတဲ့ a personal note sent to this individual applicant personal note လာတဲ့တောင်းမ a form notice sent to all applicant အကုန်လုံးကိုပို့တဲ့ဟာလားတယောက်တည်းကိုပို့တဲ့ဟာဖြစ်မလားတဲ့တယောက်တည်းကိုပို့တဲ့ဟာတော့မဟုတ်ဘူးเนาะဘာလို့လဲဆိုတော့အလုပ်လျှောက်တဲ့သူတွေကအများကြီးပဲဒါကအလုပ်ရှင်ကနေပြီးတော့အလုပ်ရတဲ့သူကိုတင်မလားလျှောက်ထား form လျှောက်ထားတဲ့သူတွေကိုအကုန်လုံးကိုပို့တဲ့ notice ဖြစ်တဲ့ကြောင့်မလို့အပြင်မှနံပါတ် 2 ဖြစ်မှာ What conclusion can you draw about the company attitude? Company attitude နဲ့ပတ်သက်ပြီးတော့ဘယ်လို conclusion ဆွဲမလဲတဲ့ It cares about the employee and their job satisfaction သူတို့ရဲ့ employee နဲ့သူတို့ job satisfaction နေနဲ့ satisfaction နဲ့ပတ်သက်ပြီးတော့ care လုပ်တယ် It care only about profit and employee productivity သူက profit နဲ့ employee productivity ရဲ့အတွက်ပဲ care လုပ်တယ်တဲ့ဆိုတော့အပြင်မှဘာဖြစ်မလဲသူကတော့ဒီမှာဒီပုံမှာဘယ်လိုရေးထားလဲဆိုတော့ we consider our company and especially our employee သူတို့ကဘာဖြစ်လဲ company အတွက်ကော especially our employee အတွက်ကောသူတို့ထည့်စဉ်းစားပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့အဖြစ်မှန်ကဒီမှာသူတို့က it care about employee ဖြစ်တဲ့အတွက်အဖြစ်မှန်နံပါတ်1ဖြစ်မယ်နံပါတ်2မဟုတ်ဘူးเนาะကိုက overthink လို့မရဘူးပေါ့เนาะဒီတိုင်းစာပိုက်ထဲကပါတဲ့ဟာပဲရွေးပြရတာပြီးတော့ conclusion နဲ့ generalization ခုနကပဲเนาะဒါက generalization ကဘာလဲဆိုတော့ a generalization is a broad statement which a group of people object or a thing or about a type of event usually it takes something that is true in one specific case တခုမှမှန်တယ် and extend it to every possible case တခြားဖြစ်နိုင်ခြေရှိတဲ့ case ဒီပေါ်မှာလည်း extend လုပ်ပြီးသုံးလို့ရတယ်တဲ့ For example, my hometown celebrate Independence Day with fireworks last summer. It's a fact about specific 4th of July in a specific town. Generalization could be every Independence Day my hometown celebrate a firework. တို့ဒီမှာပါတယ်လေ my hometown celebrate Independence Day with fireworks last summer. အရင်နှစ်တုန်းက firework တွေကျင်းပပြီးတော့ firework တွေနဲ့ celebrate လုပ်ခဲ့တယ်တဲ့ဆိုတော့ဘာဖြစ်လဲသူတို့က Independence Day မှာသူတို့ရဲ့ hometown ကတော့firework အနေနဲ့ကျင်းပအောင်ပါပဲတဲ့အဲဒါကြောင့်မလို့အဲ့လိုမျိုးရေးတာကို generalization လို့ခေါ်တယ် general ပေါ့နော် general အားဖြင့်ပြောလိုက်တာပေါ့ fact မဟုတ်ဘူးအဲ့လိုမျိုးလေးမှတ်ထားရပြီပေါ့နော် identify one statement with F for a fact and the other G for a generalization နဲ့တခုက fact ဖြစ်မယ်တခုက generalization ဖြစ်မယ် every client in the store focuses on customer service more than any other aspect of the job every client တွေအကုန်လုံး store မှာရှိတဲ့ client တွေအကုန်လုံး customer service ကိုတခြားသူတို့ရဲ့ job ထိထားဖို့ပြီး queue site တယ် Tina the manager of the women's shoe department help customer select just the right pair of the shoe Tina manager ဒီ manager က customer ကို right pair ရအောင်လို့သူကလုပ်ပြီးတဲ့ဆိုတော့ဒီမှာရှင်းနေရပဲဒီမှာ Tina ကိုအထူးပြုပြီးတော့ရေးထားဟိုအဲ့ဒါဆိုတဲ့အတွက်ကြောင့်မလို့ဒီက fact ဖြစ်မယ်ဒီမှာ every by every client general ကိုပြောထားတာဟုတ်ချင်မှလည်းဟုတ်မယ်ဒီကဒီ client တွေကကြည့်ချင်မှလည်းကြည့်မယ် every client ဒီမှာ every client in the store က every client တွေအကုန်လုံးဝိုင်းဆိုပြီးသူကဒါ general ကိုပြောထားတာအတွက်ကြောင့်မလို့ number 1 G ဖြစ်မယ် number 2 က F ဖြစ်မယ် Resume is given to support the generalization that dogs are typically more attached to their owner than cats dogs တွေကဘာလို့သူowner တွေကို cats တွေတော့ပို့ပြီးတော့ကတ်တာလေတဲ့ dog evolved as pack animal the older dog jumped up to meet her while her cat ignored herဒီမှာ passage တစ်ခုကြံခဲ့မယ်ထင်တယ်နော်ခဏလေးဟိုဟာတစ်စိမ့်လောက်ဟုတ်တယ်နော်ကျွန်မ passage တေးလေးကြံခဲ့တယ်ဒီတိုင်းပဲဖတ်ပြလိုက်တော့မယ်နော် Dogs are typically more attached to their owner than cats are due in part to their evolution as pack animals my dog will jump up to meet me as soon as I get home from work while my cat will continue napping centrally until hunger motivates him to do otherwiseခွေးတွေရဲ့ typically attach ဖြစ်တယ်ပေါ့နော်သူ့ owner ကိုကတ်တည်တဲ့ပို့ပြီးတော့ attach ဖြစ်တယ် due to the evolution of as pack animal အနေနဲ့ evolution ဖြစ်လာတဲ့အခါမှာ evolution ဖြစ်လာတယ်လို့ပြောတယ် my dog will jump at me as soon as I get home from work သူ့ခွေးရသူ့ဘောကိုအဲ့လိုမျိုးတက်ပြီးတော့ကြိုဆိုရဲပေါ့နော်သူအိမ်ကိုပြန်လာချိန်မှာ why my cat will continue napping generally until hunger motivates သူ့ cat ကတော့ဘိုက်မစားရင်တော့သူ့ကိုမကတ်ဘူးတဲ့သူ့ဘာသာသူပဲနေတယ်တဲ့ဆိုတော့သူကဒီမှာဘာဝင်မေးလဲ example ကိုမေးရနော် example ကိုမေးရ example is given to support the generalization that ဘယ် example ကဒီ generalization ကို support ဖြစ်မလဲ dogs evolve as pack animal သူက pack animal ဖြစ်လို့ဒီ dogs တွေကကုန်းတာအုံနာကို attach ဖြစ်တာတဲ့
ဒါပေမဲ့ဒီနေရာမှာဘာဖြစ်လဲဆိုတော့ဒီဟာ fact လိုမျိုးဖြစ်နေရပေါ့နော်စာပိုက်ထဲမှာလည်းပါတယ် dog ဒီကပါလို့လဲ dog ဒီက fact animal ဖြစ်လို့တဲ့မဟုတ်ဘူးနော်တကယ်ဆိုဒီက example ကို तू ကမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြင်မှာ number 2 ဖြစ်မယ် identify one statement with FG for faulty generalization and the other with VG for valid generalization မှားတဲ့ generalization အတွက် FG မှန်တဲ့ generalization အတွက် VG လို့ပေးမယ် every breed of dog has 4 legs so almost all dogs have 4 legs some dogs bark at kids so all dogs must dislike or fear kids ဒီမှာ valid ဖြစ်တဲ့ generalization ကဘာဖြစ်မယ်လို့ထင်တယ်အရင်ဆုံး number 2 ကိုယဉ်ကြည့်မယ်နော် some dog တချို့ခွေးတွေကလေးတွေဟောင်း so all dog တချို့ခွေးတွေကလေးတွေဟောင်းတာနဲ့ပဲဟိုခွေးတွေအကုန်လုံးကကလေးတွေကိုမကြိုက်ဘူးတော့မို့ကြောက်တယ်ဆိုတာဖြစ်သွားရလားမဟုတ်ဘူးเนาะအဲ့တော့ number 2ကဘာဖြစ်မလဲဆိုတော့ fault generalization faulty generalization ဖြစ်မယ်အဲ့တော့ number 1ကသူ့ဘာသာသူ auto valid generalization ဖြစ်သွားလိမ့်မယ် word choice writer choose word carefully to make an impact on the writer writer ဒီရဲ့ word choice ပေါ့နော်သူကဘာဖြစ်လဲဆိုတော့ဒီဖတ်တဲ့သူတွေပေါ်မှာ impact ဖြစ်အောင်လို့သူတို့ word တွေအမျိုးမျိုးရွေးကြတယ် positive ဖြစ်အောင်လေးရွေး negative ဖြစ်အောင်လေးရွေး neutral ဖြစ်အောင်လေးရွေးကြရရှိတယ်တဲ့မှာပါကြည့်မယ်နော် if you look very carefully you can find the island of Ascension on a map about midway between Angola in Africa and Brazil in South America. This South Atlantic island has a population of about 1,000 people and is home to an important GPS ground antenna and a British Air Force base. Is a volcanic terrain greets visitors with a forbidding aspect. Place name like Comfortless Cove indicate how rocky and uninviting Ascension Island may appear. Even so, with its dry, subtropical weather, excellent sport fishing, and unique wildlife, this barren outpost attracts about 1,000 tourists each year. ဒီမှာပြောထားလဲဆိုတော့သူတို့ရဲ့ဒီ Island of Ascension ပေါ့နော်အဲ့ဒီဟာကဘယ်နေရာမှာရှိရဲဘယ်လူတွေကသူတို့ကိုဒီမှာပေါ့နော်1000 of tourists တွေကလာလေကြတယ်တဲ့နာမည်ကဘာဖြစ်လဲ Comfortless Cove တဲ့အဲ့ဒါကသူတို့ကို name like ဒီလိုမျိုးပေါ့နော် visitor တွေကို uninviting ဖြစ်တဲ့နာမည်တော့ဖြစ်တယ်တဲ့အဲ့လိုပြောထားတယ်ဒါပေမဲ့လူတစ်ထောင်ကျော်တော့ tourist တွေလာလေတယ် What does the personification in the third sentence suggest that about Ascension Island third sentence ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ island နဲ့ပတ်သက်ပြီးတော့ပြောထားလေ tourists are forbidden to visit the island does not looks like a good place to visit tourist တွေက forbid လုပ်ထားတာလားတားမြစ်ခံထားတာလားဒီ island ကိုမလဲရဘူးဆိုပြီးတော့တားခံထားတာလားအဲ့လိုလားတကယ်ဆိုဒီမှာကြည့်လိုက်အဖြေလေးရှင်းတယ်နော်ဘာဖြစ်လဲ1000ကျော်1000 tourist တွေအောင် each year နှစ်စဉ်နဲ့တိုင်းလို့1000ကျော်တဲ့ခီးသွားတယ်လာကြတယ်ဆိုပြီးဒီ island က forbid လုပ်တာဖြစ်မလားမဟုတ်ဘူးเนาะအဲ့တော့ number 1မှားတယ်အဖြစ်မှန် number 2ဖြစ်မယ် number 8 writer tone and point of view writer ရဲ့ tone နဲ့ point of view သူ့ရဲ့ဒီ character အပေါ်မှာ writer ကသဘောထားတာကိုသူကစာရင်းတုံးလီနဲ့ထည့်ထည့်ပြီးရေးရပေါ့နော်အဲ့ဒါကိုပြောတာ point of view ဆိုတာလေဒါ writer ရဲ့အမြင်ပဲပေါ့နော် watching at the Brian Daniel as Willie Loman in the stage production of Death of a Salesman was transforming. I know intellectually that live theater is better than movie. Movie actor reshort scenes until they are perfect. An actor on the stage has one chance to get it right. It is immediate. The actor are breathing human being in the same room with you. Theater provides the opportunity for strong emotion to surface right there. In a moment, seeing a play often enveloped me in energy သူဘာဖြစ်လဲဒီမှာသူ theater မှာကြည့်နေနော် live theater မှာသူကြည့်နေ movie actor က short ကိုသူတို့ perfect မဖြစ်မချင်းပြန်ရိုက်ကြတယ်ဒါပေမဲ့ဒီ theater မှာဆိုရင်တော့သူတို့ကဒီ human being တွေလိုပဲသူတစ်ခေါက်ပဲရိုက်ကြတယ်ပေါ့နော်တစ်ခါပဲပြီးရင်ပြီးသွားပြီပေါ့နော်အဲ့ဒါပို့ပြီးတော့သူပူကြိုက်တယ်ပေါ့အဲ့ဒါ but I have never gone so far as to cry at the theater performance until now I cried because Daniel Lehman reminded me of my father, of the brevity of our life, of how easy it is to waste our life. This was not an intellectual response. I suddenly heard what this man on stage was saying. His life wasn't worth living. Though he had tried hard, had a devoted wife and 2 sons, it didn't matter that this play was written in 1940s. Mr. Daniel stood on stage and wrote at us about our life now. It was hard-hitting emotional drama. ဘာဖြစ်လဲသူတည်တာမှကြည့်ရင်လည်းငူခဲ့တယ်ပေါ့နော်
အော်လဲဆိုတော့တရုံဆောင်နေသူကသူ့အဖေနဲ့တူလို့တဲ့သူဒီမှာဒီဟာနဲ့ပတ်သက်ပြီးသူခန်းစားချက်တွေကိုရေးထားတယ် It was hard-hitting emotional drama ဖြစ်တယ် Which of the following best describe the tone of the piece တုံးဒီ piece ဆိုတာဒီ passage ကိုပြောတာเนาะဒီ passage ရဲ့တုံးကဘာဖြစ်မလဲတဲ့ဆိုတော့ positive and somewhat သူအံ့ဩတယ်အဲ့လိုဖြစ်တဲ့သဘောနဲ့ positive and somewhat cool and objective cool and objective ဖြစ်တယ်ဒါမှမဟုတ်ဒီဟာကဘယ်လိုရေးထားရလဲသူကအရင်အံ့ဩပြီးတော့ positive အမြင်နဲ့ကြိုက်တာလားဒါမှမဟုတ် objective ဖြစ်နေကြိုက်တာလားဆိုတာဒီပါဆိုလဲတီးတာရယ်နော်အဖေကဘာဖြစ်မလဲ positive somewhat ဖြစ်မယ်Now, me going to go what point of view does the writer of the review above have? Below point of view, she laid that of a person who prefers sitting at home watching TV, that of an enthusiastic TV that go up. ဘာဖြစ်လဲဆိုတော့ तू ကအိမ်မှာပဲ TV ထိုင်ကြရတယ်လို့ထိုင်ကြည့် channel လို့တဲ့ဒါမှမဟုတ်ရှင်နောက်တစ်ခုကenthusiastic ဒီ theater ကိုဝါဒီ theater မှာသွားကြည့်ရတာကိုကြိုက်ခဲ့သူဖြစ်တယ်ဆိုတော့ဒီမှာလေးရှင်းနေတော့အဖေကဘာဖြစ်မလဲ तू ကအိမ်မှာဒီမှာရေးထားတယ်လေ तू ဒီမှာ TV ကြည့်ရတယ်မတူဘူးတဲ့ theater ကြည့်ရဟို तू ပိုကြိုက်နေတဲ့ဆိုတော့ကြောင့်မလို့အဖေမှနံပါတ်2ဖြစ်မယ်test structure ဒီမှာဒီမှာအောက်မှာပေးထားရပေါ့နော် example ဆိုလို့ရှိရင် for example for instance အဲ့လိုမျိုးတောင်းတယ် pros and cons ဆိုလို့ရှိရင် on the other hand တို့ on the one hand တို့အဲ့လိုတောင်းတယ် chronological order ရစီမယ်ဆိုလို့ရှိရင် before after next ဒါတွေက passage နောက်ပိုင်းဟို ER တို့ဘာလို့ရေးတော့အသုံးဝင်တယ်ပေါ့နော်Today, there are millions of workers who are not employed in the traditional senses. They are called contract workers. They're contract workers. These are self-employed individuals who have contract with different businesses. Different business, they're contract. For example, a graphic artist may have several different clients and design a newsletter for one and a website for another. Contract workers pay for their own equipment, supply and benefits such as health insurance. သူတို့ကတော့ဒါပေမဲ့သူတို့ရဲ့ဒီ equipment တွေအတွက်သူတို့ကိုယ်တိုင်ပတ်စံပေးချရတယ်ပေါ့နော် What is an example that explain the concept of contract worker? Contract worker ဒီမှာမိတစ်ခါလေကြာဒီမိကိုရှင်းအောင်ဖန်တော့ဘာလို့လဲဆိုတော့သူပါမိထားလေ example ကိုမိထားတယ်ဒီမှာကြည့်မယ်ဆိုလို့ they are not employed in the traditional sense တဲ့သူတို့က traditional sense အရာ employee လုပ်ထားတဲ့လူတွေမဟုတ်ဘူး they may have contract with several businesses သူတို့က contract လုပ်ထားတဲ့ business တွေအများကြီးရှိတယ်ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကဘာပြောလဲမှန်တယ် contract worker တရားနော် employee ဆိုဒါကသူ့ရဲ့အဓိပ္ပာယ်ဖြစ်မယ်ဒီ contract worker ကအဓိပ္ပာယ်ဖွင့်ထားတဲ့ example မဟုတ်ဘူးဒီနေရာမှာ example ကဘာဖြစ်မလဲဆိုတော့သူက different business တွေနဲ့ contract လုပ်ထားတဲ့သူကို example ပေးထားတယ်ဒီမှာလေ graphic designer for example a graphic artist လို့ပေးထားတယ်အဲ့ကြောင့်မလို့အဖြေကနံပါတ်2ဖြစ်မယ်နံပါတ်1မဟုတ်ဘူးဒီနေ့အတွက်သင်ခန်းစာကတော့ဒီလောက်ပါပဲကျမလည်းအိမ်မှာ record လုပ်တာဖြစ်တဲ့ကြောင့်မလို့ဘေးက noise လေးတွေလည်းပါကောင်းပါနိုင်ပါတယ်အဲ့ဒါလေးလည်းတီးခံပေးကြဖို့မျှော်လင့်ပါတယ်နောက်ပြီးတော့ဒီလိုမျိုးဗီဒီယိုတွေလည်းနောက်ပိုင်းဆက်တင်သွားဖို့အစီအစဉ်ရှိရမို့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်အကုန်လုံးဘေးကင်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်